ပညာနရဏရတနာဆိုတာပြောတာဆိုတိုင်းပြည်ကိုပညာနံလေးသိနေရမှာအခုကယန္နံနေသိနေတာဗျပညာအနံသိနေရမှာငြိမ်းချမ်းရင်ဖွံ့ဖြိုးခြင်းအဲ့ဒါရှင်ပြတော့မလို့ဘယ်သူလုပ်မှာတော့လက်နဲ့ကင်ထားတဲ့သူတွေမလုပ်ဘူးကတုံးနေလုပ်ရမှာပညာအနံသိအောင်လုပ်ကြအခုယန္နံနေသိနေတယ်ဘသူလို့မပြောတပည့်တော်တို့လုပ်ကြဒါတပည့်တော်တွေတိုင်းခံယူတယ်တပည့်တော်တို့လုပ်အောင်ပါအဲ့ဒါကိုရှင်ပြတို့ခံယူကြတဲ့ထဲတပည့်တော်တွေကတရားဟောပြီဆိုရင်လည်းဒီကဘာရှင်းနဲ့ပြောင်းတယ်ဟိုနိဗ္ဗာန်ရောက်ကြောင်းဆိုတဲ့ဟာတွေသူခန်းကဏ္ဍတို့သူဟောတယ်ပေါ့ဗျာနော်ရွာတွေဘာတွေတောင်းတော့တရားပွဲဆိုရင်တော့ပညာရေးကိုပဲဒီအဓိကထားဟောတယ်ပညာရေးဟောတော့ဘာဟောလို့ဆိုတော့သင်္ကလောဝါဒသုတ်တို့ဘာလို့ဟောတာပါပဲရှင်မြတ်ဘုရားဟောပါပဲနော်ဆိုမိဘကျင့်ဝဲ၅ပါးမှာသာသမီတွေဘယ်လိုလေ့ကျင့်ပြထွား parental education လို့ခေါ်တယ်လက်ဦးစီယာမြည်ထိုက်စွာပုပ္ပါစရိယာမိနစ်ပါနော်မိဘတွေမကောင်းရင်အလကားပညာရေးဘလောက်ကောင်းအောင်အလကားပညာရေးဖြစ်လို့အဲကြောင့်မိဘတွေကသာသမီတွေကိုပြုစုပြောထောင်နေတယ် parental education လို့ခေါ်တယ်မိဘတွေကလေ့ကျင့်ပေးတဲ့ပညာရေးပေါ့ home economic home education လို့လည်းနိုင်ငံတကာအသုံးတယ်အိမ်တွင်းပညာရေးပေါ့ဒါကြောင့်အိမ်တွင်းယဉ်ကျေးမှုသင်တန်းတွေရှိရပန်းကုန်းဆရာတော်ဘုရားကြီးဗုဒ္ဓအလိုကြကျင့်သုံးနေထိုင်နေနှစ်တွဲရှိတယ်ဖတ်ကြည့်ကောင်းလိုက်တာအိမ်တွင်းယဉ်ကျေးလိမ္မာသင်တန်းဆရာတော်ကြီးကဒိုင်အလောနဲ့ရေးထားတာနော်ဘုန်းကြီးထဲမှာဒိုင်အလောနဲ့ရေးထားတဲ့ဘုန်းကြီးကတော်တော်ရှားတယ်လက်ငါးချောင်းမပြည့်ဘူးဒိုင်အလောဆိုတာစကားပြောဟန်နဲ့ရေးတာစာကိုစကားပြောဟန်နဲ့ရေးတာကဆရာကြီးဝုဒုက္ခတို့ရေးသိကောင်းတာနော်ဒီလိုမင်္ဂလာတုတ်အဖွဲ့ဘုန်းကြီးတွေရေးတဲ့မင်္ဂလာတုတ်ကတောင်းတန်းဆိုပြင်းစရာကောင်းတယ်အဲ့ဒီဆရာကြီးဥဒုက္ခရေးတဲ့မင်္ဂလာတုတ်ကရက်သားမြောင်ရေးတာမင်္ဂလာတုတ်အဖွဲ့စကားပြောဟန်နဲ့ရေးတာနောက်ဆရာမတန်ဆင့်ရေးတတ်တယ်ရှိတယ်မင်္ဂလာအစစ်နဲ့မျိုးဆက်တဲ့ဆိုတဲ့စာကိုသိကောင်းတာလေးသူ့သားကိုဆုံးမနေတဲ့ပုံစံနဲ့မင်္ဂလာတရားကိုသင်တာအဲ့လိုမိဘတွေရရင်ဘယ်တော့ကောင်းမလဲဒီလိုနိုင်ငံမှာမင်္ဂလာအစစ်နဲ့မျိုးဆက်တဲ့ဆရာမတန်ဆင့်ရေးနော်ဘုန်းကြီးတွေကရွှေနာဆရာတော်ဘုရားကြီးရေးတဲ့မင်္ဂလာတုတ်အဖွင့်ကောင်းလိုက်တာမင်္ဂလာတုတ်အဖွင့်မေတ္တာတုတ်အဖွင့်တရားဟောခြင်းနော်ဒီလိုတို့မဟာသတိဌာနတုတ်အဖွင့်၄ရွက်ရှိတယ်ကာယ ानु ပဒနာစိတ်တ ानु ပဒနာဝေဒနာ ानु ပဒနာဓမ္မ ानु ပဒနာအဲ့ဒါကိုတစ်ခုတည်းပေါင်းပြီးတော့တတိပဌာန်အဖွင့်ဆိုပြီးတော့ရှိတယ်အဲ့ဒါစိတ်ကူးချွချွရိုက်၄ရွက်ခွဲဖက်လဲရတယ်တအုပ်ထက်ဖက်လဲရတယ်အဲ့ဒါရွှေနာဆရာတော်ဘုရားကြီးမင်္ဂလာတုတ်အဖွင့်မေတ္တာတုတ်အဖွင့်သိကောင်းတာပဲတပည့်တော်ရှင်ဘုရားတို့ဒါသာချင်းဆိုတော့သာတော့ပြောတော့မှာဗျာနော်ဖတ်ရမယ်မှတ်ရမယ်သာရမယ်စာအုပ်တွေပြီးမှတပည့်တော်ဘယ်စာအုပ်ဖတ်ရမလို့ဗျာလာမေးမနေနဲ့အခုတခါတည်းပြောနေတာတိုက်ဆိုင်တာနဲ့နော်